အားလုံးပဲမင်္ဂလာပါ Wisdom Wave မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးမယ့်စာအုပ်လေးကတော့ Austin Kleon ရေးသားထားတဲ့ Still Like an Artist ဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်ကိုပိုင်အတွေးအခေါ်အသစ်တွေကိုဘယ်လိုဖန်တီးရမလဲဆိုပြီးလူတွေကအမြဲတမ်းမေးလေးရှိကြပါတယ်တကယ်တော့အဲ့ဒီအတွေ့အခေါ်အသစ်တွေဆိုတာကိုယ်တိုင်အစအဆုံးစတင်ဖန်တီးကြတာမဟုတ်ပဲအခြားနေရာကနေနှီးညမ်းကြကြောင်းကိုစာရေးသူကဒီစာအုပ်ထဲမှာဖော်ပြပေးထားပါတယ်လောကမှာဘာတစ်ခုမှလုံးဝအသစ်အဆန်းဆိုတာမရှိပါဘူး။အတွေ့အခေါ်အသစ်တိုင်းဟာအဟောင်းတွေကိုပြန်လည်ပေါင်းစပ်ထားတာပဲဖြစ်ပါတယ်။ဖန်တီးမှုမှန်သမျှဟာအရင်ကရှိပြီးသားအရာတွေအပေါ်မှာအခြေခံပြီးဖြည့်ဆွတ်တည်ဆောက်ထားတာပါ။ရှေ့စပီးယားတော်မှာသူ့ရဲ့ပြဆက်တဲ့ကဇက်ကွက်အများစုကိုရှိပြီးသားပုံမြင်တွေကနေပြန်လည်မြင်ញ្ញမ်းခဲ့တာဖြစ်ပါတယ်။ဒီနေရာမှာအဓိကကျတဲ့အချက်တစ်ခုတော့ရှိပါတယ်။အဲ့ဒါကတော့ပုံတူကူချတာနဲ့မြင့်ညမ်းတာဆိုတဲ့ကြားကခြားနာချက်ပါပုံတူကူချတယ်ဆိုတာရှိပြီးသားအတိုင်းတစ်ထက်တည်းတူအောင်ပြန်လို့ယူတာဖြစ်ပါတယ်မြင့်ညမ်းတယ်ဆိုတာကတော့အနှစ်သာရနဲ့စိတ်ကူးစိတ်တန်းတွေကိုအတူယူကကိုယ်ပိုင်အတွေ့အခေါ်ပေါင်းထည့်ပြီးအသစ်ဖန်တီးတာဖြစ်ပါတယ်ဒါကြောင့်တဦးတည်းစီကကူချရင် copyright ဖြစ်ပေမဲ့လူအများကြီးစီကနေလေးလာမြင့်ညမ်းမယ်ဆိုရင်တော့သူတေသနာ research လုပ်တာလို့ပြောလေးရှိကြတာပါ။ဒါဆိုရင်ဒီနီးလန်းကိုလက်တွေ့ဘဝမှာဘယ်လိုအသုံးချရမလဲဆိုတာနဲ့ပတ်သက်ပြီးစာရေးသူကပြောပြပေးထားပါတယ်။အရင်ဆုံးဘသူစီကနေမြင့်ညမ်းမလဲဆိုတာကိုရှာဖွေပါ။ကိုအားချရတဲ့သူတွေချစ်ခင်ရတဲ့သူတွေကိုခေါ်အားပေးနိုင်တဲ့သူတွေကိုလေ့လာပြီးတယောက်တည်းစီကမဟုတ်ပဲလူအများကြီးစီကနေနမူနာယူပါပြီးရင်တော့ဘာကိုနမူနာယူရမလဲဆိုတာကိုသိရမှာဖြစ်ပါတယ်အပေါ်ယံရလက်တွေကိုမကြည့်ပါနဲ့သူတို့ဘလို့တွေးခေါ်တယ်လဲဆိုတဲ့တွေးခေါ်ပုံကိုနမူနာယူရမှာပါဥပမာစာရေးဆရာတဦးကဇလန်းကောင်းတွေရေးနိုင်နေဆိုရင်သူရေးထားတဲ့စာသားတွေကိုလိုက်မကူရပါဘူးအဲ့ဒီစိတ်ကူးတွေကိုသူဘလို့ရလာလဲသူ့ရဲ့အရေးအသားနဲ့ချင်းကပ်ပုံကတခြားသူတွေနဲ့ဘာကြောင့်ကွဲပြားတာလဲဆိုတာကိုမြင်အောင်ကြည့်ပါဆိုလိုတာကကိုနမူနာယူမဲ့လူရဲ့အုံနောက်ကဘလို့အလုပ်လုပ်တယ်လဲဆိုတာကိုနားလည်အောင်စူးစမ်းဖို့ဖြစ်ပါတယ်အဲ့ဒီနောက်မှာတော့ကိုပိုင်ဟန်ထည့်တွဲမှာနမူနာယူလာတဲ့အစိတ်အပိုင်းအားလုံးကိုကိုပိုင်နီးလန်းနဲ့ပေါင်းစပ်ရမှာဖြစ်ပါတယ်အမှုပညာရဲ့စမ်းကြယ်မှုဆိုတာဘာမှမရှိတဲ့အရာကနေအသစ်တစ်ခုကိုဖန်တီးယူတာမျိုးမဟုတ်ပါဘူး။အခြားသူတွေမမြင်နိုင်တဲ့အဆက်ဆက်တွေကိုမြင်အောင်ကြည့်ပြီးအရင်ကဘယ်သူမှမပေါင်းဆက်ဘူးသိတဲ့အရာတွေကိုစုစည်းပေါင်းစပ်လိုက်တဲ့အခါမှာစမ်းကြယ်မှုဆိုတာဖြစ်ပေါ်လာတာပါ။ဒါကြောင့်ပထမဆုံးသင်ခန်းစာကတော့လုံးဝအသစ်ဖြစ်တဲ့ကိုယ်ပိုင်အတွေ့အခေါ်တစ်ခုရုပ်တရက်ပေါ်လာမှာကိုထိုင်ဆောင်မနေပါနဲ့။အဲ့ဒီအစားနမူနာယူဖို့လေးလာပါအတွေးခေါ်ကောင်းတွေကိုစတင်စုဆောင်းပါအားကြရတဲ့စံပြပုံကိုယ်တွေကိုရှာဖွေပါသူတို့ဘလို့တွေးခေါ်တယ်လဲဆိုတာကိုနားလည်အောင်စူးစမ်းပါပြီးရင်တော့အဲ့ဒီအတွေးအခေါ်တွေကိုကိုယ့်ရဲ့နီလန်တစ်တွေနဲ့ပြန်လည်ပေါင်းစပ်လိုက်ပါဒါဟာနေပေတိုင်းရဲ့နှီးညမ်းနမူနာယူနည်းဖြစ်တယ်လို့ဖန်တီးမှုပညာရပ်မှာလက်တွေ့တကယ်အလုပ်ဖြစ်နေတဲ့ပုံစံလို့စာရေးသူကဆိုထားပါတယ်ဒုတိယသင်ခန်းစာကတော့စဉ်ဆက်မပြတ်လှုပ်ဆောင်မှုဖြစ်ပါတယ်။နာမည်ကြီးဟာတာပညာရှင်ဂျယ်ရီကပြောင်မြောက်တဲ့ဟာတာပြက်လုံးတွေရေးနိုင်ဖို့သူအမြဲသုံးတဲ့နီလန်းလေးတစ်ခုကိုမျှဝေပူပါတယ်။သူ့ရဲ့အခန်းထဲရမှာပြက်ကတိန်တစ်ခုချိတ်ထားပါတယ်။နေတိုင်းစာရေးလို့ပြီးသွားတဲ့အခါအဲ့ဒီရက်ပေါ်မှာကြက်ချိတ်ကပုံစံအမှတ်အသားအကြီးကြီးတစ်ခုမှတ်လေးရှိပါတယ်။ရန်အနှဲငယ်ကြာလာတဲ့အခါမှာတော့အဲ့ဒီကြက်ချိတ်ခက်လေးတွေကတန်ကြိုးပုံစံဖြစ်လာပါတယ်။အောင်မြင်မှုရဖို့တခုတည်းသောအလုပ်ကအဲ့ဒီတန်ကြိုးကိုပြတ်တောက်မသွားအောင်ထိမ့်သိမ်းနိုင်ဖို့လို့သူကပြောခဲ့ပူပါတယ်။ဘယ်နေ့ပဲမှမဆိုအောင်မြင်မှုရဖို့ကဉာဏ်အကောင်းဆုံးဖြစ်ဖို့ပါရမီရှိဖို့မဟုတ်ပါဘူး။ဒီဇိုင်းမတ်ဆက်လုပ်နေတဲ့သူတွေတာလည်းအောင်မြင်တာပါ။ဒါကြောင့်စာရေးတာပဲဖြစ်ဖြစ်လေ့ကျင့်ခန်းလုပ်တာပဲဖြစ်ဖြစ်ပညာရဲ့တစ်ခုခုကိုလေ့လာနေတာပဲဖြစ်ဖြစ်အဲ့ဒီအလုပ်ကိုအဆက်မပြတ်အောင်ဆက်လုပ်သွားပါဘယ်တော့မှမရက်လိုက်ပါနဲ့လို့စာရေးသူကဆိုထားပါတယ်တတိယသင်ခန်းစာကတော့အတူယူရာကနေကိုပိုင်ဟန်အဖြစ်ပြောင်းလဲခြင်းဖြစ်ပါတယ်နာမည်ကျော်ဘတ်စကတ်ဘောကစားသမားကိုဘီဘရိုင်ယန်ဟာ
ငယ်ငယ်ကသူအားကြရတဲ့ကစားသမားတွေရဲ့ဗီဒီယိုတွေကိုကြည့်ပြီးလှုပ်ရှားမှုတွေကိုအတူယူခဲ့ပါတယ်။ဒါပေမဲ့ခန္ဓာကိုယ်တိဆောက်ပုံကသူတို့နဲ့မတူညီတဲ့အတွက်အတိအကျကြီးတော့လိုက်မလုံးနိုင်ခဲ့ပါဘူး။ဒါကြောင့်မြင်သမျှကိုသူ့ရဲ့ခန္ဓာကိုယ်အချိုးအစားနဲ့ကိုက်ညီအောင်ပြင်ဆင်လေ့ကျင့်ရင်ကိုယ်ပိုင်ဟန်တစ်ခုဖန်တီးခဲ့ပါတယ်။အဲ့ဒီလိုနဲ့ပဲကဘာကျော်ဖြစ်လာခဲ့တာပါ။ဒါကြောင့်စံပြပုဂ္ဂိုလ်တွေကိုအတူယူပါကိုအားကြရတဲ့သူတွေလိုဖြစ်အောင်လုပ်ရင်းနဲ့ကိုပိုင်ဟန်လေးတွေဖြည့်ဆွတ်ပြီးကိုဖြစ်ချင်တာကိုဖြစ်လာအောင်ကြိုးစားရမှာဖြစ်ပါတယ်။စတုထသင်ခန်းစာကတော့အလုံးလုံးနေတဲ့နေရာနှစ်ခုခွဲထားဖို့ပါ။စာရေးသူဟာရုံခန်းထဲမှာစပွဲနှလုံးအသုံးပြုပါတယ်။တစ်လုံးက analog အတွက်ဖြစ်ပြီးနောက်တစ်လုံးကတော့ digital အတွက်ပါ။ analog စပွဲပေါ်မှာစက္ကူတွေဘောပင်တွေခဲတံနဲ့မှတ်စုစာအုပ်တွေပဲရှိပြီးဘလို့ electronic ပစ္စည်းမှမထားပါဘူး။ဒီနေရာဟာစာရေးသူရဲ့အတွေ့အခေါ်အများစုစတင်မွေးဖွားရာနေရာလည်းဖြစ်ပါတယ်။နောက်ထပ် digital စပွဲမှာတော့ laptop, monitor, scanner နဲ့ tablet စတာတွေရှိနေပါတယ်။ analog စပွဲကနေရှမ်းလာတဲ့အချက်လက်တွေကိုတီးဖြတ်ပြီးဖြန့်ချိဖို့အတွက်အသုံးပြုတဲ့နေရာဖြစ်ပါတယ်။ကွန်ပျူတာဆိုတာအတွေးခေါ်တွေကိုတီးဖြတ်ဖို့နဲ့လူတွေစီကိုဖြန့်ချိဖို့အတွက်အလွန်ကောင်းပေမဲ့စိတ်ကူးစိတ်တမ်းတွေရရှိဖို့အတွက်ကတော့အဆင်မပြေလှပါဘူးလို့စာရေးသူကဆိုပါတယ်။ဘာကြောင့်လဲဆိုတော့ကွန်ပျူတာမှာ delete ခလုတ်ပါနေလို့ပါ။စာတစ်ကြောင်းမဆုံးခင်မှာတင်အဲ့ဒီခလုတ်ကိုနှိပ်ပြီးအချိန်မရွေးဖြတ်ပြစ်နိုင်ပါတယ်။ဒါပေမဲ့ပုံစံစာအုပ် sketchbook နဲ့အလုပ်လုပ်မယ်ဆိုရင်တော့အဲ့ဒီမှာဖြစ်စရာခလုတ်မရှိပါဘူး။ဒီတော့စိတ်လွတ်ကိုလို့ရှောက်ရေးရှောက်ဆွဲနေလို့ရတဲ့အတွက်အတွေးခေါ်တွေကလည်းအဆက်မပြတ်စီးဆင်းနေမှာဖြစ်ပါတယ်။ဒါကြောင့်စပွဲကြီးကြီးတစ်လုံးရှိတယ်ဆိုရင်အဲ့ဒီစပွဲကိုနှစ်ပိုင်းခွဲလိုက်ပါ။တစ်ဖက်က digital အတွက်ဖြစ်ပြီးကျန်တစ်ဖက်ကိုတော့ analog အတွက်ထားလိုက်ပါ။စက္ကူတွေမာကာဘောပင်တွေမှတ်စုစာအုပ်တွေကိုယူပါပြီးရင်စိတ်ကြိုက်ဖန်တီးပြလိုက်ပါ။စက္ကူပေါ်မှာရှောက်ရည်တာဖြတ်တောက်တာပြီးရင်အပိုင်းအစတွေကိုပြန်ကတ်တာမျိုးတွေကြိုက်ရလုံနိုင်ပါတယ်။တင်းရဲ့ဖန်တီးနိုင်စွမ်းတွေကိုလွတ်လွတ်လပ်လပ်စီစဉ်နိုင်ရပါမယ်။နောက်ပြီးအလုပ်လုပ်နေတဲ့အချိန်မှာမတ်တက်ရက်ပြီးလုပ်ဖို့လည်းမမေ့ရပါဘူး။ဘာလို့လဲဆိုတော့မတ်တက်ရက်ပြီးလှလှရှာရှာလုပ်တဲ့အခါအုံနောက်ကပိုပြီးတက်ကြွလာလို့ဖြစ်ပါတယ်။စိတ်ကူးစိတ်တမ်းတွေရလာပြီးဆိုမှအဲ့ဒါတွေကိုလက်တွေ့အကောင့်ထဲဖော်ဖို့နဲ့လူတွေစီကိုချပြဖို့အတွက်ကွန်ပျူတာစီကိုရွှေ့ပါတကယ်လို့အလုံးလုံးနေရင်းနဲ့စိတ်ကူးတွေထွက်မလာတော့ပဲအားကုန်တလို့ခံစားလာရပြီဆိုရင်တော့ကွန်ပျူတာနဲ့ဝေးမှနေပြီးအနာလော့စပွဲစီကိုပြန်သွားရမှာပါပြီးရင်တော့ကလေးတယောက်လိုစိတ်လွတ်ကိုလွတ်ပြန်လဲဖန်တီးကြည့်လိုက်ပါလို့စာရေးသူကဆိုပါတယ်ကျေစမသင်ခန်းစာကတော့ဝါသနာကိုမစွန့်လွတ်ဖို့ဖြစ်ပါတယ်စာရေးသူဟာစေကျော်သက်အရွယ်မှာတချင်းရေးတာနဲ့တီးဝိုင်းတွေမှာတီးခတ်ရတာကိုအရန်ယူသွတ်ခဲ့တာပါဒါပေမဲ့အသက်ကြီးလာတဲ့အခါမှာတော့စာရေးတဲ့အလုပ်ကိုပဲအာရုံစိုက်ဖို့အဆုံးဖြတ်ခဲ့ပါတယ်စာရေးဆရာတယောက်အဖြစ်အောင်မြင်အောင်ကြိုးစားဖို့အတွက်ဂီတအလုပ်ကိုစွန့်လွတ်လိုက်တာပါအဲ့ဒီလိုနဲ့ဂီတနဲ့ဝေးသွားခဲ့တာ9နှစ်လောက်ကြာတဲ့အခါမှာမမျော်လင့်မဲတီးဝိုင်းတစ်ခုမှပြန်လဲတီးခတ်ဖြစ်ခဲ့ပါတယ်ထူးခြားတာကတော့အချိန်အတော်ကြာပျောက်ဆုံးနေခဲ့တဲ့သက်ဝင်လှုပ်ရှားတဲ့ခန်းစားချက်မျိုးကိုစာရေးသူအနေနဲ့တကြောပြန်ခန်းစားလိုက်ရတာပါထပ်ပြီးအံ့ဩဖို့ကောင်းတာကဝါဒနာပါတဲ့ဂီတဘက်ကိုပြန်လှည့်လိုက်တာကလက်ရှိစာရေးခြင်းအလုပ်ကိုပါပုံမကောင်းမွန်လာစေခဲ့တာပဲဖြစ်ပါတယ်။အုံနောက်ထဲကအာယုံကျော်ဆဲလ်တွေဟာအသစ်တစ်ဖန်ပြန်လဲနှူးကြလာသလိုခံစားရတယ်လို့စာရေးသူကပြောပြထားပါတယ်။စိတ်ကူးအသစ်တွေကလည်းအရင်လိုပဲအလွယ်တကူပြန်လဲပေါ်ထွက်လာပါတယ်။ဒါကြောင့်အခုဆိုရင်စာရေးသူဟာဝါဒနာတွေကိုဘယ်တော့မှအပြတ်မခံတော့ပဲတမြင်ကနွေနေ့တိုင်းမှာတငယ်ချင်းတွေနဲ့အတူတနာရီ2နာရီလောက်ဂီတာတီးခတ်ရင်အချိန်ကုန်ဆုံးလေးရှိပါတယ်။ဒါဟာဘာရည်ရွယ်ချက်မှမရှိပဲပျော်ရွှင်မှုတက်တက်အတွက်ဆိုပေမဲ့စာရေးသူအတွက်တော့စိတ်ခွန်အားတွေပြန်လဲဖြစ်တင်ပေးလိုက်တာပါ။ဒါကြောင့်ကိုဝါသနာပါတာကိုပျော်ရွှင်မှုတက်တက်အတွက်လုံမြဲအတိုင်းဆက်လုပ်ပါ။ငွေရဖို့နာမည်ကြီးဖို့ဆိုတာထက်ကိုစိတ်ချမ်းသာစေလို့လုပ်နေတာမျိုးဖြစ်ရမှာပါ။တနေ့မှာအဲ့ဒီအရာတွေဟာမထင်မှတ်ထားတဲ့ပုံစံမျိုးနဲ့အပြတ်အလန့်ဆက်သွားတာကိုတွေ့လာရပါလိမ့်မယ်လို့စာရေးသူကဆိုထားပါတယ်
စက်တမသင်ခန်းစာကတော့အလုပ်အပေါ်ကန့်သက်ချက်ထားရှိဖို့ပါကဘာကျော်ကလေးပုံမြင်စာအုပ်တစ်အုပ်ဖြစ်တဲ့ The Cat in the Hat ကိုအားလုံးပြီးကြမှာပါဒီစာအုပ်ရဲ့စိတ်ဝင်စားဖို့ကောင်းတဲ့အချက်ကစာရေးဆရာဟာဒီစာအုပ်ကိုမတူညီတဲ့ဝေါ်ဟာရစကားလုံးပေါင်း236လုံးနဲ့ကိုပဲအသုံးပြုပြီးရေးသားခဲ့တာဖြစ်ပါတယ်ဒီစာအုပ်ကိုရေးဖို့အတွက်သုံးမဲ့စကားလုံးအရေးအတွက်ကိုအကန့်အသတ်ဘောင်တစ်ခုသတ်မှတ်လိုက်တာပါဒါကြောင့်ဖန်တီးမှုတစ်ခုလုပ်ဖို့အတွက်ခုမှတစ်ခုခုထပ်ပြီးလိုသေးတယ်လို့ထင်ကောင်းထင်နေပါလိမ့်မယ်။ဒါပေမဲ့စာရေးကြကတော့မလိုဘူးလို့ဆိုပါတယ်။အခုလက်ရှိနေတဲ့အချိန်နေရာနဲ့ပစ္စည်းကိရိယာတွေကိုပဲသုံးပြီးတစ်ခုခုကိုစတင်ဖန်တီးဖို့တိုက်တွန်းထားပါတယ်။ဥပမာဖုန်းတစ်လုံးနဲ့တငယ်ချင်းတွေကိုခေါ်ပြီးရုပ်ရှင်တိုလေးတစ်ပုဒ်ရိုက်ကြည့်ပါ။အရင်အနည်းလုံးဝမပါပဲစီးပွားရေးတစ်ခုကိုစတင်ကြည့်လိုက်ပါ။ကိုဘာသာကန့်သက်ချက်တစ်ခုသတ်မှတ်ပေးလိုက်ပြီးအကျဉ်းအချက်ထဲကနေဘလို့ဖန်တီးမှုအသစ်တွေထွက်ပေါ်လာမလဲဆိုတာကိုစောင့်ကြည့်ပါလို့စာရေးသူကဆိုပါတယ်။တသမသင်ခန်းစာကတော့ကိုဖတ်ချင်တဲ့အရာကိုရေးသားဖို့ဖြစ်ပါတယ်။စာရေးသူကအသက်10နှစ်အရွယ်တုန်းက Jurassic Park ရုပ်ရှင်ကိုကြည့်ခဲ့ပူပါတယ်။အဲ့ဒီဇာတ်ကားကိုတကယ်ပဲဆွဆွဲလန်းလန်းကြိုက်သွားခဲ့တာပါ။ရုပ်ရှင်ရုံတွေကထွက်လာတဲ့အခါထပ်မံထွက်ရှိမဲ့ဒုတိယပိုင်းကိုကြည့်ချင်စောနဲ့မဆနိုင်အောင်ဖြစ်နေခဲ့ပါတယ်။ဒါကြောင့်နောက်ရက်မှာပဲကွန်ပျူတာအဟောင်းလေးရှေ့မှာထိုင်ပြီး Jurassic Park ဒုတိယပိုင်းကိုသူ့စိတ်ကူးနဲ့သူကိုပိုင် version အနေနဲ့ရေးပြလိုက်ပါတော့တယ်။နှစ်အနည်းငယ်ကြာလို့တကယ် Jurassic Park ဒုတိယပိုင်းထွက်ရှိလာတဲ့အခါမှာတော့တကယ်ကိုစိတ်ပြတ်ဖို့ကောင်းနေခဲ့ပါတယ်။သူကိုယ်တိုင်ရေးခဲ့တဲ့ဇလန် version ကမှပိုပြီးကောင်းနေပါသေးတယ်။ဒါကြောင့်ကိုယ်တိုင်အဖက်ချင်ဆုံးအကြိုက်ဆုံးဇလံမျိုးကိုရေးသားပါအကြိုက်ဆုံးလဲရတွေနဲ့အားကြရတဲ့ဖန်တီးသူတွေအကြောင်းကိုစဉ်းစားကြည့်ပြီးဘာတွေဖြည့်ဆွတ်ရင်ပိုကောင်းလာမလဲဆိုတာကိုတွေးကြည့်ရမှာဖြစ်ပါတယ်ပြီးတော့အဲ့ဒီအရာတွေကိုလက်တွေ့ဖန်တီးပါကိုယ်တိုင်မြင်ချင်တဲ့အမှုပညာလဲရတွေကိုရေးဆွဲပါကိုယ်တိုင်ဥဆောင်ချင်တဲ့စီးပွားရေးလုပ်ငန်းမျိုးကိုစတင်ပါကိုယ်တိုင်နားထောင်ချင်တဲ့ဂီတမျိုးကိုတီးခတ်ပါကိုယ်တိုင်အဖက်ချင်ဆုံးဖြစ်မဲ့အစာအုပ်မျိုးကိုပဲရေးသားပါလို့စာရေးသူကဆိုထားပါတယ်။အထမသင်ခန်းစာကတော့စိတ်ကူးကောင်းတွေကိုမှတ်သားဖို့ဖြစ်ပါတယ်။ဆွဲဆောင်မှုရှိတဲ့ကြော်ညာတစ်ခုတင်စီထားဖို့အထိတွေးမိလောက်အောင်ကောင်းတဲ့ဒီဇိုင်းတစ်ခုခုကိုမြင်မြင်ချင်းမှတ်မိနေတတ်ပေမဲ့အချိန်ကြာလာတဲ့အခါမိသွားတတ်ကြပါတယ်။ဒါကြောင့်စိတ်ကူးသစ်တွေကိုမှတ်သားထားမယ့်နေရာတစ်ခုရှိဖို့လိုအပ်ကြပါကောင်းမွန်တဲ့အရာတွေကိုပို့ပြီးစုဆောင်ထားနိုင်လေနောက်ပိုင်းမှာအဲ့ဓာတွေကိုပေါင်းဆက်ပြီးပိုကောင်းတဲ့အရာတွေကိုဖန်တီးနိုင်လေပါပဲစိတ်ကူးအသစ်တွေကိုလိုအပ်လာတဲ့အခါဖွင့်ကြည့်လိုက်ပါအရာအားလုံးကအဆင်သင့်ရှိနေပါလိမ့်မယ်ဒါအပြင်စာရေးသူကသွားလေရမှာမတ်စုစာအုပ်နဲ့ဘောပင်တစ်ချောင်းကိုအမြဲဆောင်ထားပြီးအတွေ့အသစ်နဲ့စိတ်ကူးအသစ်တွေရုတ်တရက်ပေါ်လာတဲ့အခါချက်ချင်းချရေးထားဖို့အကြံပြုတိုက်တွန်းထားပါတယ်ကိုခုမြောက်သင်ခန်းစာကတော့အချိန်မဆွဲဖို့ဖြစ်ပါတယ်။ဖန်တီးရတဲ့အလုပ်တွေမှာကိုပိုင်ဟန်ဆိုတာကအလုံးမစားခင်ကတည်းကကြိုတင်တွေးရှိရမျိုးမဟုတ်ပါဘူး။အလုပ်ကိုဒီဇိုင်းမမတ်လုပ်နေခြင်းနဲ့မှကိုပိုင်ဟန်ကိုရှာဖွေတွေးရှိလာမှာဖြစ်ပါတယ်။ဖန်တီးတဲ့အလုပ်တွေကိုလောက်ကင်နေသူဘယ်သူကိုမဆိုမေးကြည့်ရင်တကယ်ဖန်တီးမှုလက်ရကောင်းတွေဟာဘယ်ကနေရောက်လာမှန်းသူတို့ကိုယ်တိုင်လည်းမသိကြဘူးဆိုတာကိုပြောပြပါလိမ့်မယ်။သူတို့ဟာလုံးစရာရှိတဲ့အလုပ်ကိုနေ့တိုင်းမပြတ်မကွက်လှုပ်ဆောင်နေကြတာသာဖြစ်ပါတယ်။အလုပ်ကိုဒီဇိုင်းမမတ်လှုပ်ဆောင်နေခြင်းနဲ့မှသာသင်ရဲ့ကိုယ်ပိုင်ဟန်ကိုရှာဖွေသိရှိလာမှာပါ။ဒါကြောင့်စတင်မှုအတွက်အချိန်ကောင်းကိုစောင့်မနေပါနဲ့တော့အခုပဲစတင်လိုက်ပါလို့စာရေးသူကတိုက်တွန်းထားပါတယ်။စေကူးမြောက်သင်ခန်းစာကတော့အိမ်ကနေခဏလောက်ထွက်ခွာကြည့်ဖို့ပါ။လူတွေရဲ့အုံနောက်ဟာပတ်ဝန်းကျင်တစ်ခုထဲမှာပဲအချိန်အကြာကြီးရှိနေတဲ့အခါဘာမှမစင်စားတော့ပဲအရန်ကိုငြိမ်သက်သွားတတ်ပါတယ်။ဒါကြောင့်အုံနောက်ကိုပြန်လည်နိုးကြလာအောင်ပတ်ဝန်းကျင်အသစ်တွေနဲ့လှုပ်နိုးပေးဖို့လိုပါတယ်။အိမ်ကနေခဏလောက်ထွက်ကြည့်ပါ။နေရာအသစ်တွေမှာအချိန်ပေးကြည့်ပါ။အနည်းဆုံးတစ်ချိန်တစ်ခါလောက်တော့အိမ်ကနေထွက်ခွာကြည့်သင့်ပါတယ်။ခရီးသွားခြင်းကကဘာကြီးရဲ့အသစ်အဆန်းတွေကိုမြင်လာစေပါတယ်။ကဘာကြီးကိုအမြင်တက်နဲ့မြင်လာရတဲ့အခါအုံနောက်ဟာပိုပြီးတော့တက်တက်ကြွကြွနဲ့အလုံးလုံးလာပါတယ်။ကဘာတစ်ဖက်အချမ်းထိလေရင်စီးပြီးသွားရမယ်လို့ဆိုလိုတာမဟုတ်ပါဘူး။
ကိုယ်နိုင်ငံထဲမှာရှိတဲ့မရောက်ဖူးတဲ့နေရာတွေကိုသွားကြည့်ရုံနဲ့လည်းရနိုင်ပါတယ်။နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတာကမတူညီတဲ့လူတွေကြားမှာနေထိုင်ခြင်းကကိုယ့်အတွက်အထောက်အကူဖြစ်စေတယ်ဆိုတာပါ။စာရေးသူကတော့သူ့ပတ်ဝန်းကျင်ကအလောက်အကင်တူတဲ့စာရေးဆရာတွေအမှုပညာသမားတွေနဲ့ပဲအမြဲတမ်းအချိန်ကုန်နေတာဟာတနေရာထဲမှာပဲပိတ်မိနေတယ်လို့မျိုးခံစားရစေပြီးတိုးတက်မှုမရှိဘူးလို့ဆိုပါတယ်။ဒါကြောင့်သူဟာရုပ်ရှင်ဖန်တီးသူတွေဂီတပညာရှင်တွေနဲ့ပို့ပြီးအချိန်ပေးထိတွေ့ဆက်ဆံပါတယ်။မတူညီတဲ့အတွေ့အခေါ်တွေမတူညီတဲ့စွမ်းအင်တွေကအရာရာကိုအမြဲတမ်းဆန်းသစ်နေစေလို့ပါ။ဒါကြောင့်ကိုယ့်ရဲ့ဖန်တီးနိုင်စွမ်းလူမှုဆက်ဆံရေးနဲ့စိတ်ပိုင်းဆိုင်ရာတွေအတွက်ခွန်အားဖြစ်စေမယ့်နေရာမျိုးကိုရှာဖွေပါ။တခါတရံမှာအိမ်ကနေခဏလောက်ခွဲထွက်ကြည့်လိုက်ပါလို့စာရေးသူကဆိုပါတယ်။ဆက်တစ်ခုမြောက်ကတော့စာအုပ်တွေကိုအမြဲမပြတ်ဖတ်ရှုဖို့ဖြစ်ပါတယ်။စာအုပ်တွေရဲ့နောက်ဆုံးစာမျက်နှာမှာတခြားစာအုပ်တွေစီလမ်းညွှန်ပေးတဲ့ကိုကချက်စရင်ရှိပါတယ်။အဲ့ဒီကနေတစ်ဆက်နောက်ထပ်တအုပ်ပြီးတအုပ်ဖတ်သွားရမှာပါ။သင်ယူလေ့လာမှုဆိုတာအဲ့ဒီလိုအရာတစ်ခုကနောက်ထပ်အရာတစ်ခုစီကိုဆက်လမ်းညွှန်ပေးသွားတဲ့ပုံစံမျိုးနဲ့အလုပ်လုပ်ပါတယ်။စာဖတ်ခြင်းမှာတကယ့်ကိုစမ်းကြဲတဲ့စွမ်းအားတစ်ခုရှိနေကြောင်းစာရေးသူကဖော်ပြပေးထားပါတယ်။12ခုမြောက်သင်ခန်းစာကတော့ချီကျူးစကားတွေကိုမှတ်သားထားဖို့ပါ။ဥပမာသင်ဖန်တီးထားတဲ့လက်ရာတွေကိုအွန်လိုင်းပေါ်တင်လိုက်တဲ့အခါလူတွေပုံစံမျိုးစုံနဲ့တုံ့ပြန်ကြပါတယ်။ကောင်းတာပြောတဲ့လူရှိသလိုရိုင်းဆက်ဆိုင်တုံ့ပြန်ကြတာလည်းရှိပါတယ်။အဓိကကတော့မကောင်းတဲ့တုံ့ပြန်မှုတွေအပေါ်မှာအာရုံမထားဖို့ပါ။တစုံတစ်ယောက်ကသင်ဖန်တီးထားတဲ့လက်ရာကိုကောင်းတယ်လို့ချီးကျူးလိုက်ရင်အဲ့ဒါကို screenshot ရိုက်ပြီးတင်ထားလိုက်ပါ။ဘဝမှာအဆင်ပြေတဲ့နေ့တွေရှိသလိုစိတ်ပြက်စရာနေ့တွေလည်းရှိလာမှာပါ။လက်မြောက်အရှုံးပေးချင်လာတဲ့နေ့တွေမှာအဲ့ဒီ screenshot လေးတွေကိုပြန်ကြည့်ပြီးစိတ်ကိုတည်ငြိမ်အောင်လှုပ်ဆောင်ပါလို့စာရေးသူကအကြံပြုရေးသားထားပါတယ်။73ခုမြောက်သင်ခန်းစာကတော့ကျန်းမာရေးနဲ့ဝင်ငွေထွက်ငွေကိုဂရုစိုက်ဖို့ပါ။မနက်ခင်းလမ်းလျှောက်ထွက်ပါလေ့ကျင့်ခန်းလုပ်ပါအေးအေးဝဝအိပ်ပါဘာကြောင့်လဲဆိုတော့အသက်အဆန်းတွေကိုဖန်တီးနိုင်ဖို့အတွက်ခန္ဓာကိုယ်မှာစွမ်းအင်တွေအများကြီးလိုအပ်လို့ဖြစ်ပါတယ်ခန္ဓာကိုယ်ကျန်းမာရေးအပြင်ငွေရေးကြေးရေးကိုလည်းတေချာဂရုစိုက်ဖို့စာရေးသူကအကြံပြုထားပါတယ်ငွေကြေးနဲ့ပတ်သက်တဲ့ဗဟုသုတတွေကိုတတ်နိုင်သမျှလေ့လာပါအသုံးစရိတ်တွေကိုစနစ်တကျခွဲဝေတွက်ချက်ပါကိုရတဲ့ဝင်ငွေထပ်ပိုမသုံးမဲချိုးချံချွေကာနေထိုင်ပါအဲ့ဒီအပြင်တတ်နိုင်သမျှလဲစွတ်ဆောင်ထားရမှာဖြစ်ပါတယ်ကိုဝဒနာပါတဲ့အလုံးနဲ့ငွေရှာနိုင်တဲ့အခြေအနေကိုရောက်ဖို့အတွက်ဘယ်သူမဆိုအတိုင်းအတာတစ်ခုအထိတော့အချိန်ပေးကြရပါတယ်ဒါကြောင့်မအောင်မြင်သေးခင်ကာလမှာကိုဝင်ငွေပေးနိုင်မဲ့အလုပ်တစ်ခုရှိနေဖို့လိုပါတယ်ကိုမှာပုံမှန်အလုပ်တစ်ခုရှိပြီးသားဆိုရင်အမှုပညာဖန်တီးမှုတွေလုပ်ဖို့လုပ်ငန်းခွင်မပြတ်တဲ့အားလက်ချိန်ကိုရှာဖွေပါဘာပဲဖြစ်လာပါစေဖန်တီးမှုအလုပ်ကိုနေ့တိုင်းမပြတ်မကွက်လှုပ်ဆောင်ပါလို့စာရေးသူကဆိုပါတယ်14ခုမြောက်သင်ခန်းစာကတော့ဘာမှမစင်စားပဲငြိမ်ငြိမ်လေးထိုင်နေတတ်ဖို့ပါဖန်တီးရတဲ့အလုပ်နဲ့အသက်မွေးတဲ့သူတွေဟာတခါတလေမှာဘာမှမလုပ်ပဲဒီအတိုင်းငြိမ်ငြိမ်လေးထိုင်နေဖို့လိုအပ်ပါတယ်စာရေးသူကတော့သူ့ရဲ့အကောင်းဆုံးစိတ်ကူအချို့ဟာဘာမှမစင်စားပဲငြိမ်ငြိမ်လေးထိုင်နေတဲ့အချိန်တွေမှာထွက်ပေါ်လာတာလို့ဆိုပါတယ်ဥပမာအားဖြင့်အင်ဂျီမီးပူတိုက်တာဟာတကယ်ကိုပြင်းဖို့ကောင်းတဲ့အလုပ်ပါအဲ့ဒီလိုမျိုးပြင်းစရာကောင်းတဲ့အလုပ်တွေလုပ်နေရင်လည်းစိတ်ကူးအသစ်တွေဆိုတာပေါ်လာတတ်ပါတယ်အလုပ်ကိုကိုယ်ပိုင်ကားနဲ့မောင်းသွားတာကပုံမြန်ပေမဲ့စာရေးသူဟာဘတ်ကားနဲ့ပဲသွားလေးရှိပါတယ်ဘတ်ကားစီးရင်ငြိမ်သက်နေတဲ့အချိန်လေးမှာစိတ်ကူးတွေကိုလွတ်လပ်စွာပြန့်လွင့်ခိုင်းထားတာပါစပင်ညက်ဆိုင်မျိုးကိုသွားပြီးကိုယ်အလှည့်မရောက်သေးခင်ဘာမှမလုပ်ပဲဒီအတိုင်းထိုင်ဆောင်တာမျိုးလဲလုံနိုင်ပါတယ်။ဒါကြောင့်စိတ်ကူးတစ်တွေခန်းချောက်နေတဲ့အခါမျိုးမှာပကံစည်းတာမျိုးအဝေးကြီးအထိလမ်းလျှောက်ထွက်တာမျိုးစတဲ့ဘာမှစဉ်းစားစရာမလိုတဲ့အလုပ်တွေမှာအချိန်ပေးကြည့်ပါ။ဖန်တီးမှုဆိုင်ရာစိတ်ကူးကောင်းနေဆိုတာဘာကိုမှတွေးတောစရာမလိုတဲ့အချိန်မျိုးတွေမှာပေါ်ထွက်လာတတ်တာမျိုးဖြစ်ပါတယ်။15ခုမြောက်သင်ခန်းစာကတော့ကုထက်တော်တဲ့သူတွေနဲ့ကိုဝင်းရံထားဖို့ပါဒါကိုအွန်လိုင်းမှာရောပြင်ပမှာပါလက်တွေ့ကျင့်သုံးကြည့်လို့ရပါတယ်အွန်လိုင်းမှာဆိုရင်တော့အတော်ဆုံးသူတွေကို follow လုပ်ထားပါ
ကိုထက်အပြတ်အသက်ပိုတော်တဲ့သူတွေပိုပြီးချမ်းမြတ်တဲ့သူတွေကိုရှာဖွေပါသူတို့ဘာတွေအကြောင်းပြောနေတယ်လဲဘာတွေလုပ်နေတယ်လဲဆိုတာတွေကိုတိတိကျကျဂရုတစိုက်လေ့လာရမှာဖြစ်ပါတယ်လက်တွေ့ပတ်ဝန်းကျင်မှာလည်းအသင့်တော်ဆုံးဖြစ်တဲ့လူကိုရှာဖွေပါသူတို့အနာမှာသွားနေပြီးရင်းနှီးအောင်လုပ်ပါပြီးတော့သူတို့ကိုအလုပ်တစ်ခုခုကူညီပေးနိုင်ဖို့ကြိုးစားပါတကယ်လို့ကိုပတ်ဝန်းကျင်မှာသင်ဟာအတော်ဆုံးလူဖြစ်နေပြီဆိုရင်တော့ကိုထက်တော်တဲ့သူတွေရှိရဲ့အခြားနေရာတစ်ခုကိုတက်လှမ်းရမှာဖြစ်ပါတယ်အခုဆိုရင်တော့ Still Like an Artist ဆိုတဲ့စာအုပ်လေးကိုလေ့လာခဲ့ကြပြီးပါပြီတီထွင်ဖန်တီးမှုဆိုတာဘာမှမရှိတဲ့နေရာကနေအသစ်စတင်တာမျိုးမဟုတ်ပဲကိုနှစ်သက်တဲ့ idea တွေကိုစုဆောင်ပြီးကိုယ်ပိုင်အမြင်နဲ့ပြန်လည်ပေါင်းစပ်ခြင်းဖြစ်ပါတယ်။ဒါကြောင့်ကိုနှစ်သက်တဲ့အမှုပညာရှင်တွေကိုအတူယူမိညံလေ့လာပြီးမိမိကိုယ်ပိုင်ဟန်ကိုထည့်သွင်းပေါင်းစပ်ကာအမှုပညာလက်ရာအသစ်တွေကိုဖန်တီးနိုင်ကြပါစေလို့ Winston Wave မှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။အားလုံးပဲပျော်ရွှင်ချမ်းမြေ့ကြပါစေ။